哦，没那过来明个哩，没过来没弄明个哩，一样我等哪的啦？对了，要家里都把本来安排手对的，我也话那我要干巴啦啦。တိုင်းပြည်အတွက်ဒါအသက်မပေးရမိမအတွက်နဲ့ထောင်ကြတာ9ခါရှိသွားတယ် ဟလားဒါရှိခါမြောက် 10ခါမြောက်ဝင်မလိုက်ရမလားဘာမှတ်နေလဲ လာဆိုတဲ့ဒီလက်လူလူလေးလေး လက်ညှိုးလေးတော့ပြီတော့ ရဆို အောင်လက်ခလက်ချီတော်တော်မကြီးရွက်နဲ့ကျိုးစီတယ်ဝေလို့ဖိတ်ဖေလို့မလေး ဆရာဂါထာတွေကျန်းနေနော်ဆရာ အောက်လန်းကားထားတယ်ဟဲ့ ဟုတ်ကဲ့ဆရာ ဆရာကိုယ်တိုင်သိတ်တိတင်ထားတဲ့ဂမ်ဘီယာရေမွေး ထားပါတော့ဆရာ ဂမ်ဘီယာရေမွေး ဒါရေမွေးပလင်းလား ဟုတ်တယ်ဗျာ တစ်စက်မှလည်းမပါဘူးဟောဆရာနန်းတော့နန်းနေ မောင် တော့ဘာဖြစ် ဘာပါဖြစ်ရလဲ တေးချစ်တယ်မောင်လေးရဲ့ ဟာကျွန်တော်ဘဝမှာဒီလောက်ရုပ်ဆိုးတဲ့မျက်နှာကိုအနီးကဒီတစ်ခါပဲတွေ့ဘူးတဲ့ ရှကုဆလဘီရှိစရာဟာတတခင်ရဲ့အစီအစဉ်တွေဖြောပြပြီးသွားမှာဖြစ်ပါတယ်မြရှင်မနာဖူးချစ်တို့ကတဲ့အဆက်လာတဲ့ဘက်မှာဟာတညီကိုတို့များရဲ့ကံပီရရေမွေးလို့အမည်ရတယ်ရှိစရာဟာတတခင်ရဲ့အစီအစဉ်ကိုလည်းချစ်ပရိသတ်ကြီးဆက်လက်ရှုစားအားပေးတော်မူကြပါလားရှင် အာရေချိုးကျင်တာနော်ချိုးမလားအတူတူချိုးအောင်အော်ဘယ်လိုမှလည်းမသိ idea ဆက်ရင်ရေချိုးကျင်တာလို့ဘာလို့နဲ့အော်ဒီနေ့မြို့ရွှေမန်းသားမောင်ဖိုးချစ်တို့ဆက်ရေရာရှိမကနေတယ်တဲ့အဲ့ဒါပွဲသွားကြည့်ရရင်တိတ်ကောင်းပါအဲ့တော့ရီးသားလေးတယောက်လောက်ရရင်အေးဆေးပဲကောင်မလေးနဲ့နှစ်ယောက်တည်းပွဲကြည့်မယ်ဟိုမှောင်လောက်တဲ့နေရာလောက်မှာဖျားလေးတစ်ချက်ရအောင်လှုပ်ခင်းပြီးတော့တနေကုန်ရန်ဖြစ်အောင်ခင်းပြီးတော့ 2 နာရီလောက်ခနဲ့နေပူတဲ့ထိုင်ခင်းပြီးတော့ကောင်မလေးနဲ့ကြည့်လိုက်ရင်အေးဆေးပဲအဲ့တော့ပွဲသွားကြည့်မယ်အော်ဗရာလောက်ကြာကောင်မလေးလက်ကလေးဖမ်းကင်လိုက်မယ်အချိန်နေပြီးရင်ဆက်လှုပ်ရှားလို့ရတယ်အော်ဗရာလောက်ကြာတော့လက်ကလေးကင်စတိတ်ရှိုးလောက်ကြာရင်ဝင်နဲ့ထည့်ထားပြက်ဆက်ပြီးလို့အဲ့လက်ချိန်လေးပြီးတော့ရမသွားနဲ့ချီးပုံနေရှိတယ်နော်တကယ်ပြောတာကျွန်တော်ဘဝလေဒီအသက်အရွယ်ထိရီးစားတရားမှမရှိသေးဘူးအဲ့ကြောင့်အိမ်မှာရှိတဲ့မှန်ကိုတေချာပြန်ကြည့်တော့လေကိုယ့်ရုပ်ကလည်းအဝေးရကြည့်ကြည့်နေရကြည့်ကြည့်ဈေးရထက်မှာဈေးရထက်ပါလို့သိပါတယ်ဒီလိုလှောင်လိုက်မယ်ဆိုတာကိုလေမတူမှန်းသိပါတယ်အချက်မရှိလို့ပြောနေတဲ့ဟာတကယ်ပြောတာကျွန်တော်ပြီးခဲ့တဲ့လတော့ကောင်မလေးတယောက်ရီးစားကတော့ပြောတယ်အဆင်ပြေတယ်ဗျာအပရိုက်ခံတော့3 ညောင်းတော့နဲ့သွားကဲလူကြားထဲမှာရိုက်ခံရတာဘယ်လောက်ရှက်စရာကောင်းအဲ့နဲ့ကျွန်တော်လူလောကကြီးစိတ်နာအဲ့တော့ကိုတတ်တင်မဲဆိုကျွန်တော်ကြိုးတစ်ချောင်းကင်ပြီးတစ်ပင်မော်တက်သွားတစ်ပင်မော်လဲရောက်ငှက်ဆိုးနေတာထိုးတာနဲ့နမိန်ကောင်းဆိုပြန်ဆင်းလာခဲ့တော့မလုံးနဲ့ငှက်ဆိုးထိုးသေးတတ်တယ်အဲ့ဒါနဲ့အော်ဒါဆိုရင်တော့ငါဇွဲကြိုးချမသေးလိုက်လို့ပဲလို့အဲ့တော့ငါကရေထဲခုံချတင်မယ်ဆိုကျွန်တော်ချောင်းတစ်ပိပြေးတာကလေးလေးတယောက်ကဦးတဲ့အိုင်နာအနစ်ကြီးပဲဆိုတော့ပြန်လှည့်လာခဲ့ရနင့်သေးတတ်တယ်တော့အဲ့သေးတဲ့ထဲမှာရေနစ်သေးတာအဆိုးဆုံးပဲဟုတ်တယ်2 ရက် 3 ရက်လောက်ကြာရင်ဩဒီရေခဲမုတ်ကလည်းမငြိမ်ဘူးခဲ့2 ရက် 3 ရက်လောက်ကြာမလေးပစိုးတွေကမရှိအင်ကြီးတွေကမရှိဖင်းကြီးကပေါ်လောနဲ့ပေါ်အလိုက်မသိတဲ့ငါးတွေဟိုပေါက်ဝင်လိုက်မလေးဒီပေါက်ဝင်လိုက်နေစက်သိန်းနေထားလိုက်တာတကယ်ပြောတာပါကျွန်တော်ဘဝခုချိန်นี้ရည်သားတရားအောင်မရသေးဘူးရွာတဲ့လေအပြိုကြီးဆိုလို့လိုက်ကြည့်တော့ဒေါ်ကြီးမတ်ချိုတရားအဖေရှိတော့တယ်အဲ့တော့ဘာပြောကျွန်တော်ဒီနေ့ကောင်မလေးတယောက်လောက်လာရင်ရည်သားစကားပြောမယ်အစင်ပြေပွဲတော့ကြည့်မယ်အေးစေးပဲယောက်ျားလေးပဲရရင်အမျက်မရရင်အရင်ပဲမရှုံဟုတ်တယ်မလားအဲ့တော့ဝလုံးချီတော့ရိုက်မယ်ကန်ဆိုးကျင်တဲ့မိန်းကလေးထွက်လာခဲ့ဒါပဲအေးစေးပဲဆွဲပဲဟာလာရက်တော်မူအောင်ဖေဟာဘာလဲ အော်အနီအောင်မဆက်ကြီးနဲ့ဆိုဘုန်းကြီးကြွလာတယ်မှတ်နေတာ ဘုန်းကြီးစပင်းပါလား အော်ကိုကအပေါ်ပိုင်းစိတ်ဝင်စားအောက်ပိုင်းပဲစိတ်ဝင်စားဟုတ်လေအောက်ပိုင်းကိုမြင်မိတာလို့ဟေ့ဘယ်သွားမလို့လဲ ဝတ်သားကြည့်မလို့ ဝင်သွားမလို့ ဟုတ်တယ် ကိုတီပဲကိုလိုက်ဖို့မယ်လေ ဘုန်းနဲ့ရတယ် ဟောမလို့ဘောနဲ့မင်းကလေးကိုကလည်းမင်းတို့မင်းကလေးအရန်ကိုတနာတတ်တာတိလားယောက်ျားလေးသူတို့ကဘယ်နှအမ်ဘတ်ဆိုသေးသေးမွေးရပါနောက်ဘူးယောက်ကပါလာတာဟောမင်းကလေး ဘာလဲ ဟိုနာမည်လေးသိလို့ရမလား နာမည်လား ဟုတ်ကဲ့ ဖူဖူလေး နာမည်လေးဟာ ဖူဖူလို့ နာမည်လေးကချစ်စရာလေးတော့အပြိုကြီးမချိုတယ်ဟလား ဘယ်ပြောမချိုလဲ ငါလည်းအပြိုကြီးမချိုဆွဲနေမဟုတ်ဘူးဝဲဒီရွာကအပြိုကြီးမချို များမိမမ မင်းကလေး ဘာလဲ နာမည်လေးဖူးဖူးတယ်လား ဟုတ်တယ် အော်ဟုတ်ပြီဟိုလေဒီနေ့ တိုင်း ကို ဘာဖြစ်နေရတော့ အေးအဲ့ဒါရဘာဖြစ်မှန်းငါလည်းသူ့နောက်လိုက်နေရခေါင်းတွေလည်းမူးနေဟောတကယ်ပါလုံညုံကြီးတွေမရှိဘူးလားဗျာကျွန်တော်ဒီတိုက်နေတဲ့လေးလေးကိုလေစုကကလေးနဲ့အုပ်ထားပေးပါလို့ဒါမှမဟုတ်လေထိတ်တုံးနဲ့ထည့်ထားလို့မင်းကလေး ဘာလဲ ဟိုမင်းကိုကိုဒီနေ့တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတစ်ခုပြောပြခြင်း ဟုတ်လ
ကိုဒီနေ့ပြင်းပြင်းရှိတယ်နဲ့လေတော့ပဲထွက်သွားအဲ့မှာပစုံလုံးကြီးတွင်းတော့တွေ့အဲ့ဒါနဲ့ပစုံလုံးစားကျင်သိပေါက်လာအဲ့လောက်ကြီးလည်းအန်အောင်ပါဘူးအဲ့နဲ့စားကျင်သိပေါက်လာနဲ့ကို့မှာပါလာတဲ့လက်ငါးကြောင်းနဲ့အာပါနဲ့ကြတဲ့ဘို့အထဲမှာရှာတာမတွေ့ဘူးလေအဲ့နဲ့ပြန်နှုတ်တာဘွားမကျင်တဲ့တော့ထပ်ထိုးတာဘို့ပြန်နှုတ်တာဘွားအဲ့ကိစ္စနဲ့ပတ်သက်မင်းငါချစ်တာဟဲ့ဘာဆိုင်လို့လဲဟိုလည်းစားကျင်တာဒါလည်းရဒါရကျင်တာလို့ပြောတာပြချစ်လိုက်စမ်းမင်းကလေးဟမ်ကို့မချစ်နိုင်ချစ်နိုင်ဘူးကို့မှာဘာပြစ်ရှိလို့သွားခေါ်နေတယ်မေသွားခေါ်နေနေ့ကငါပြောတယ်ဇက်ကုံမောရောက်ရင်သွားခေါ်တဲ့ကိစ္စမပြောနဲ့လို့ပြောတယ်ကိုချစ်သူကိုလို့ရရလားဟုတ်တယ်ဒါသွားခေါ်တာမဟုတ်ဘူးဘာဖြစ်တာလဲမလေးမိဘပတ်စံချမ်းသာလို့ရှာနေဘူးမှဆိုလို့သွားနဲ့အဖီဆွဲပေးထားတာကိုယ့်ရဲ့အလှတရားကိုမင်းနားမလဲပါတော့မမင်းကလေးကို့ချစ်လိုက်စမ်းမချစ်ဘူးဟောဒီလိုပါလား2ရက်3ရက်ပေါက်ကြည့်မကောင်းပြန်လှုပ်ငါစိတ်မဆိုးတော့ပါဘူးနင်နာနေမယ်နင်ကကလေးကောင်ပခက်တစ်လုံးနဲ့ထားခဲ့တော့အပြင်းအောင်ပြေးသေးစကလုံးလေးရွေးလိုက်ကလေးပခက်လေးလွှဲလိုက်နေဟုတ်မင်းကလေးကို့ချစ်လိုက်စမ်းမချစ်ဘူးတကယ်မချစ်ဘူးလားဟောမင်းကိုနဲ့ရမင်းဘော်ကြီးအေးချမ်းသွားပြီဟုတ်လားကိုဘောစီဟာ1000ဆိုတကယ်ချင်းတွေလက်ကားပေးတော့ရှိတယ်9000 1000လောက်ကတော့မလေး900ဘူးလောက်ပဲရှိတယ်900လောက်ချီးသမ်းပါဘာဘောစီဆိုအတန်ကြီးဖြစ်နေလို့ပါလေမဟုတ်ဘူး9000နဲ့1000နဲ့ဖြစ်နေဟောရုပ်တရက်ပစိုးကျွတ်တော့ဒါကြီးလေးတိုက်လူကြီးရတယ်ဟုတ်တယ်ဒါပဲလိုက်ကြည့်နေဗမာလည်းမသိဘူးလာပြအဲ့ပါမင်းကလေးကိုချစ်လိုက်စမ်းပါကိုတကယ်ဘောစီပါမင်းနဲ့ကိုနဲ့ရလို့မင်းစိတ်ငကကြီးပန်နေတယ်ဆိုကိုဂျက်လက်မပြားကြီးဘတ်ဆိုအလုပ်လုပ်ရတာအာယုံသူ့စီရောက်စိတ်ညစ်တော့ကွယ်ဟဲ့ပါမင်းကလေးကိုချစ်လိုက်စမ်းပါမချစ်ဘူးမင်းကိုလည်းရလို့စိတ်ငကကြီးပန်နေတယ်ဆိုကိုကမင်းကိုဂျက်လက်မပြားကြီးဘတ်ဆိုကပ်ပေးမယ်လေဒီရှူးစီးကျင်တယ်ဆို6ကြီးထုံးတုပ်ပေးမယ်လှိုင်းကြီးဝှစ်ချင်တယ်ဆိုပင်လယ်နဲ့ကချမယ်အပြောင်စမှာဝှစ်ချင်မှာဆိုတော့ကိုတုံးလုံးကြီးထားရမယ်ဟုတ်ပါဝေးတကယ်မချစ်နိုင်တကယ်မချစ်နိုင်ဘူးလားကြာမတနာနွားပါဖြစ်မှာမှန်ဟမ်ဒီမှာကျပန်းညံတော့နင်းကငါနှစ်ယောက်တည်းတွေ့လားဘာလို့တိုင်းပြည်အတွက်ဒါအသက်မပေးရမိမအတွက်နဲ့ထောင်ကြတာ9ခါရှိသွားတယ်ဟုတ်လားအားရှိခါမြောက်10ခါမြောက်ဝင်မလိုက်ရမလားဘာမှတ်နေလဲချစ်မလားမချစ်ဘူးလားအဖြစ်လို့ချင်လားအဖြစ်မပေးလုံးဝဒီနားမတော်အောင်အဲ့ဒါဆိုလို့ရှိရင်ရောဒီတိုင်းပြောချင်ဘူးဘယ်လိုပြောချင်စကားဝက်လေးနဲ့ပြောမယ်ဘယ်လိုပြောအဖြေရပြီရောအဲ့တော့ဥပလာအရှိကြီးပဲလက်ညှိုးရပဲထိုးတာတော့ဘာလဲအရှိကြီးပဲလို့ပြောရတယ်လက်ညှိုးရလို့အရှိကြီးပဲဆိုလမ်းတာမသိပါဘူးနေကင်းကငါရေချိုးတာများလာကြည့်သေးလားကြည့်ရလားဘာလို့မအဲ့တော့အရှိကြီးဆိုဘာလို့အဲ့တော့ထိုင်းထိုင်းရမယ်ဟုတ်တယ်အေးအမေခိုင်းနေတာမလုပ်တာကောင်မလေးတွေခိုင်းရင်အကုန်လုပ်ဘာလို့မနဲ့ချက်လာလဲဖုန်းကြောင်းနဲ့မှားနေလားတဲစီပြောအရှိနဲ့တိုးမယ်နော်နောက်နေဆုပ်ပါရဲ့အရှိပဲတိုးချင်ရလေးရောက်ဟဲ့နန်းတက်ရမကောင်းတာညီတန်ပေါက်တွေကလည်းစားမှာစားသုံးပွဲတဲ့ပါသုံးပွဲတဲ့မလေးငပိတွေနဲ့လည်းနဲစားနေမကြီးသေးလေးပဲစားတာပါနောက်နေဆုပ်လို့ဘာဖြစ်လို့လဲအဝေးကလှမ်းကြည့်နံများကြီးခွေးချောင်းတယ်လို့ဖြစ်အမေအရှိပဲတိုးပါဘာလို့ရှေ့ကြီးတိုးကျင်နေရတယ်ဟုတ်တယ်အပြေလို့စတာလားတိုးကျင်နေတယ်အဲ့ဆိုလို့ရှိရင်ပါလာရဆိုတဲ့အဖြေပေးမယ်ပါလာရသဘာပါလာရဆိုပလက်ရလေးနေမတော်ရုံညက်မှာမလီမပါဆိုတာကဒီပရေတို့နေတဲ့သားလေးကိုနင်းပရေတို့နေလေဘယ်သူကပြောခိုင်းနေလေနင်းမင်းဒါလှိုင်းနေမဟုတ်ဘူးဘာလဲမလီဒုက္ခပါပဲပတ်စံချမ်းသာလို့မျက်နှာပေါ်မှာလေထိုင်းနိုင်ငံသွားပြီးလှိုင်းလေးတွေထည့်ထားတာဩတက်လိုင်း9,800,000တောင်ပေးရတာဘောစီပဲဘောစီပါလို့ပြောတယ်အတိုင်းတွေဖြစ်နေတယ်ဘာတိုင်းဒီတိုင်းပဲတော့ပြနေမယ်ဟုတ်ပစိုးကကျွတ်သွားလို့ကျွတ်လာလိုက်ရဆိုလေလာဆိုတဲ့ဒီလက်လူလေးလေလက်လူလေးနဲ့မဖြစ်တော့ရဆိုပြီဟောဒီလိုလိုက်ရဟာဒီကောင်မတကယ်တွေ့ရတာဟာဓာမောက်လေးစားပြီးအားတွေပြည့်နေရက်ဆက်တဲ့ကောင်မလေးကွာလှလိုက်တာဟုတ်လားဟေးမင်းကလည်းပါဠိတကန်ကန်နဲ့ဟိုကောင်မလေးလက်တစ်ခါခါနဲ့တေးကြတယ်မြို့ဟိုကောင်မလေးဝါကစ်ပေးသွားတော့မလားမျက်လုံးဆွဲဖြဲလိုက်ပါဗျအဲအချင်းမူတူထလာတယ်မသိဘူးမသားလေးကပါရိုက်သွားတာဩမင်းတို့เนี่ยလက်ထက်ကြတော့မယ်ဗောအဲ့ဒါရက်ရွေးနေတာရက်ရွေးဩပါရိုက်သွားတော့ဘလို့လက်ထက်မလို့ဩဖိတ်စာဖိတ်လေကွာမင်းလက်ဘွက်ကြီးဖွဲ့ပါဗောလားမတော့ဗျာဘာလို့လျှောက်ပြောနေရမသိဘူးပါရိုက်သွားတာကဲရှင်းမလားဒါလေးတော်တော်များနာသွားလားမွေးကနေဒီနားနဲ့ဖင်နဲ့မြလွဲတက်လာလားမသိဒီနားကပြောတော့မကြောက်ခင်ကပြောတော့တန်းနေတာပဲအဲ့တကြောရဲရေဟောဟေ့အဲ့ကောင်မလေးငါပါရိုက်သွားတော့ငါသိရလေကွာသိလားအဲ့ငေါရက်ွက်တွေဟာဟုတ်လားဟာအဲ့ကောင်မလေးလိုက်နေတယောက်မှမရသေးဘူးနော်ရောက်ဘူးလေဟုတ်လားနာမည်နာမည်ဘူးဟုတ်တယ်နာမည်တော့အမှန်ပြောသွားတာတကယ်မှန်ဟောကြီးကွာအဲ့ကွက်တွေကလေငါသိတာဗောဟုတ်လားဘယ်သူလိုက်လဲမရဘူးဖြစ်နေတာမာနာကြီးဟလားမာနာကြီးတာဟောတကယ်ကြီးငါတကယ်မင်းတကယ်ချင်းချင်းမလို့ငါရင်ဖွင့်တယ်တလားငါအဲ့ဒီကောင်မလေးကိုကြိုက်တယ်တပိုင်းကိုသေးနေသူ့ဘက်ကလေဖြတ်တယ်နဲ့တို့နှစ်ယောက်ဆေးုံရောက်နေရဆေးုံလာတွေ့မယ်လေငါမှနော်ဟေးမနောက်ဆုံးမနဲ့ကွာငါတကယ်ရောက်ကျင်တာမင်းရိုးတဲ့တော့မင်းလိုက်လို့မရဘူးဆိုတော့ဒီလိုလုပ်ပါရငါနဲ့တိတဲ့ဆေးစရာဆက်ပြဆိုတာရှိတယ်သူကဘာကောသူကအထက်လဲအောင်နန်းတွေပါအကုန်လုံးရတယ်ဘိန်းတော့ဆရာပြရသေးတယ်ပါလေဟုတ်တယ်တကယ်ရတယ်ဟောဆိုငါလိုက်ဖို့ပါလားကွာဝေးကွာမင်းမင်းဝေးလေတထေးသားပါမင်းလည်းကားငါသွားမှာဗောဩဟိုမှာကားရထားတယ်ငါကားလိုက်ကွာကားလိုက်ပ
ပြောကားစရိုက်ကားစရိုက် အားဆရာ ဟိုဒီမှာနေတိုးနဲ့ဘယ်လူကနဲ့ကားကားချင်လို့ဗျ ငါကြတော့ဘေးလူက ဟုတ်တယ် မင်းကနေတို့ ဟုတ်တယ် နေတို့တော့မလုပ်ပါနဲ့လာတို့လောက်ပြောင်းထားငါလည်းအဆင်မပြေဘူးရဲ့ အာကျွေးကြားနေရ မင်းကမြန်ပြောရတယ်ကြီးတယ်မြန်လုပ်သမှာကွာတော့ ရဟိုမှာကားလာပြီရ ကားလိုက်တော့မယ်လေ ကားလာပြီ ကားလာပြီဟာကားလာပြီဟာကားလာပြီ တဲကနေတော့ဒီနာညီမလေးလန့်သွားတယ်လန့်သွားတယ်ပြောတယ်အထက်မှာတရားအလယ်မှာကျန်တကားအောက်မှာထညက်ဘယ်လိုဖြစ်တာလဲမြေကြီးထဲမှာကြွကျောက်ကတော့အထက်လန်းအောက်လန်းအလယ်လန်းသကောစကလန်းလမ်းပေါင်းစုံတက်တဲ့ဘေဒဝတ်စာဆရာဆက်ပြဆိုတာကျုပ်ပါပဲဟုတ်ပါဘူးဘေဒဝိဇ္ဇာဆရာဆက်ပြဆိုတာကျုပ်ပါပဲကျောက်တိကထားတဲ့ကပီယာဆေးကိုအဓိကထားတယ်ပီယာဆေးဆွမ်းတဲ့အကြောင်းပြောပြအောင်မယ်ဟိုတလောကအမျိုးသမီးတယောက်ဆရာရဲ့ကျမယောက်ျားလိုချင်လို့ပါတယ်ကျမကိုပီယာဆေးပေးပါတဲ့မပူနဲ့9ရက်အတွင်းယောက်ျားရကိုရစေရမယ်ဆရာဆေးကိုအာမခံပြီးတော့ပေးလိုက်တယ်9ရက်ပြီးတော့ဆရာစီပြန်လာတယ်ဆရာပြောတော့ကျမယောက်ျားရမယ်ဆိုတဲ့ဗမာယောက်ျားရလို့တော့နဲ့ပိတ်ခါကြမှာဆိုတော့လည်းအဲ့ကောင်မလေးကိုယ်တိုင်ပဲယူထားလိုက်ရတယ်လေဘာဖြစ်တာလဲဆရာအနစ်နာခံတဲ့သဘောပါဒါနဲ့မကားတဲ့အမျိုးသားတယောက်လည်းအဲ့လိုပဲဆရာစီရောက်လာတယ်ဆရာကကျွန်တော်မိမလိုချင်တယ်ပြတယ်ကျွန်တော်ကိုပီယာသေးပေးပါတယ်ဟဲ့ကောင်မင်းမပူနဲ့9ရက်တွင်မိမရကိုရစေရမယ်ဆရာဆေးကိုအာမခံပြီးတော့ပေးလိုက်တယ်9ရက်ပြီးတော့အဲ့လိုပဲဆရာစီပြန်လာတယ်ဆရာပြောတော့ကျွန်တော်မိမရမယ်ဆိုတဲ့ဗမာမိမရလို့တော့နဲ့ပိတ်ခါကြမှာဆိုတော့လည်းကုတ်တူမနဲ့ပေးသားလိုက်ရတယ်လေဒီနေ့ကြီးတဲ့တာတယ်ငါလည်းဖင်သေးတယ်အခွေးတွေလည်းဖင်သေးတယ်ဘလို့လူတွေဘလို့လာအောင်မလဲမသိဘူးကို့မှာပေးတယ်တူမလည်းမရှိတော့ဘူးကြည့်ကြလောက်ရမှာပဲလားမသိဆေးစရာဆက်ပြဆေးစရာ အိမ်ထဲဝေချင်လို့တကားတစ်ချက်လောက်လာဖွင့်ပေးပါအိမ်ထဲရောက်မှတကားတစ်ချက်လောက်လာဖွင့်ပေးသမ်းပါတဲ့ပေချင်းသိန်းလေးတွေဘာကလောင်နေနဲ့မှတ်ကလောင်နေလားမသိဘူးဩသူတို့ကဧည့်သည်သူတို့ကွာအင်းရှင်လာပြီးတော့ခွင်တောင်းတာဖွင့်ပေးရမှာပေါ့အေးဖွင့်ပေးမယ်ဟဲ့ကလောကလောမချောင်းချက်ဟမ်ဘာကျတာအမေဆောဝိလာအဲ့မှာတကားစီအောင်နေစီရတိုးပွင့်ဝင်လာလို့ရတယ်ဟေးပြောင်းမြန်နေဟေး ဘာကိစ္စနဲ့လာတာလဲဟဲ့ ကျွန်တော်ဆရာဆက်ပြနဲ့တွေ့ချင်လို့ပါ လာရဲ့ကိစ္စပြောစမ်းကွာ အကူကြီးတောင်းချင်လို့ပါဗျာ9000လောက်ပေးမယ်ရလား 9သိန်းမှအစီပြေမှာအဲ့ဒါငါမေးရမှာကွာ ဆရာပါစက်ဘာလို့ချင်းနေကြေးနေတာ မင်းပါဇက်ကစီးရွှင်နေတာကွာမင်းတို့တယောက်ဒီကိုဘာကိစ္စနဲ့လာတယ်မဟုတ်လားဟဲ့ ဘာကိစ္စနဲ့လာတာလဲ အေးဘာကိစ္စနဲ့လာတာလဲ လာရဲ့ကိစ္စဒီလိုပါဆရာ ရှင်းပါတယ်ကွာမင်းလည်း ဘာမှမပြောပါသေးဘူးဆရာ ဒီလိုပါဆိုတာရှင်းပြီ80ပြော ဟိုလာကိစ္စဒီလိုပါဆရာဟိုကျွန်တော်တကယ်ကြီးကိစ္စပါဆရာရေကျွန်တော်တကယ်ကြီးကောင်မလေးတယောက်ကြိုက်တာဆရာရေသူကရိုးလိုက်တယ်လဲလို့မရဘူးလဲလို့မရတယ်ဆရာအာကိုနဲ့လိုက်မယ်ဆိုဆရာခေါ်လာတော့ဆရာခေါ်လာမယ်ဆိုတော့ကျွန်တော်တိုင်ပင်ပြီးတော့ထွက်လာမယ်ဆိုတော့တကယ်ကြီးလို့မင်းနဲ့ကလည်းလဲအောင်ဗိုက်စာမဲလို့အဲ့တော့ငါတို့ဒီဟိုကြောက်ကြော်တဲ့စီးချိုင်နဲ့ထည့်မယ်ပေါ့ဗျာဟုတ်ပါ စတိချိုင်နဲ့ကြောက်ရော်ထဲမှာ စီးချိုင်နဲ့ကြောက်ကြော်လေးထည့်ပြီးတော့တကယ်ကြီးလက်လျှောက်ပြီးတော့ထွက်လာတော့ထွက်လာတော့လမ်းလေးလေးရောက်တော့ဟိုထမင်းချက်တဲ့ကိုတန်ချောင်းနဲ့တွေ့ကိုတန်ချောင်းရေလို့ဒီမနေ့ဘိုင်းချက်မှလဲဆိုတော့ဟာမင်းကလည်းအလူမတွေလာပို့တာတံပေါက်တွေအများကြီးရှိသေးတယ်ကွာတဲ့ဟာမနေ့ကလာပို့သွားတာတဲ့အမေမနေ့ညအဲ့ဒါပဲစားပါဘာမှမပူနဲ့တဲ့အဲ့ဒါဟုတ်လားအဲ့ဒါစားကောင်းနေပြဒါပေမဲ့သူတွေတိုးတယ်ဗျာစားကောင်းနေခွာစားသူတွေတိုးတော့ဗောဗျာတွေးတိုးတော့ကျွန်တော်စိတ်လည်းစောက်ရတော့ဟဲ့မင်းဘာကိစ္စပြောလဲ ငါမင်းကိစ္စပြောမှလေ ငါကိစ္စပြောငါနာမည်လည်းလုံးမှန်ပါ အေးဟုတ်သားပဲ ဟိုငါဆရာနားလဲအောင်လို့တေးသေးချာချာဂဂနနရှင်းပြနေတာ အေးမို့ငါမြန်မေ့နေသလားလို့ မေ့စရာလားကွာ အေးမမေ့ပြီးတော့ပါပြောပါအေး ဒီလိုဆရာ
ဆက်ကြည့်လိုက်မယ်တကယ်နဲ့ထွက်လာတော့ပေါ့ဆရာထွက်လာတော့လဲရတယ်ဘိုက်စာမှာဆိုလို့ဆိုကျွန်တော်ကြောက်ကြော်တွေစတိကြိုင်ထည့်တာပေါ့ဟုတ်စတိကြိုင်နဲ့ကြောက်ကြော်တွေထည့်တာပေါ့ဗျာထည့်ပြီးတော့နင်းတော့ထွက်လာတာထွက်လာတော့လမ်းလေးလည်းရောက်တော့ကျွန်တော်တပင်းချက်တဲ့ကိုတန်ချောင်းနဲ့တွေ့တယ်ကိုတန်ချောင်းရေလို့ဘာချက်မှလဲဆိုတော့အကြောင်းနေဟိုလူမတွေကလာပေးတာလေဓမ္မုတ်တွေအများကြီးပဲတဲ့မနေ့ကမှလာပေးသွားတာကွာတဲ့မနေ့ကလည်းဓမ္မုတ်တော့ဒီနေ့ဓမ္မုတ်ဟာစားလို့ကောင်းချက်ဗျာခဏခဏစားနေတူးလေတူးနေပြီအဲ့တော့ကျွန်တော်ဆေးလဲဆောင်တော့တာပေါ့ဗျာ မင်းကိုတန်ချောင်းနဲ့တွေ့တယ်နှခါရှိသွားတယ်မင်းတွေးတိုးတာလည်းနှခါရှိသွားတယ်ငါနာမည်ကိုတလုံးမှမပါသေးဘူး ယောငါဆရာနားလဲတော့တီတီချာချာကကနနာရှင်းပြနေတာ မင်းအဲ့လိုကြီးမလိုဘူးလေကွာမင်းအဲ့လိုကြီးပြောပြနေအောင်ဆရာမင်းဒုံးဝေးတဲ့နထူနာအမှမဟုတ်တာကွာမင်း မင်းတော့ဒါနလပိန်းလုံးကြီးလား ဒါခွေးရကြီးလားမင်းပြောလို့ ခွဲလေဟော မင်းနဲ့လောက်ထားတဲ့ဆရာတရိတ်ဆန်ကထွက်တယ်ကိုမရှိတော့ ကျွန် ဘူး တော်ဆရာဘကနာလုံးလို့ပါဗျာ လာတဲ့ကိစ္စသေးချာ အဲ့တော့လူရင်းတို့ရှင်တော်ပြီပေါ့ကွာမင်း ဒီလိုဆရာစိုက်လာမယ်တကယ်นี่တိုင်းပြီးတော့ထွက်လာတာပါဆရာရဲ့ထွက်လာတော့ဘိုက်စာမှာဆိုပြီးတော့ စတိကြိုင်တွေကိုကြောက်ကြော်လေးထည့်ပြီးတော့လမ်းရောက်တော့ကိုတန်ချောင်းနဲ့တွေ့ကိုတန်ချောင်းရင်းလေဒီနေ့ဘယ်လိုကျွေးမအောင်ဟာလူကလူမလာဖို့တော့ဓမ္မတွေမှာအများကြီးပဲဟာနေရောညောင်မင်းတို့ဒါပဲစားမှာတဲ့ဟောခင်ဗျားလည်းဗျာတဲ့ ဟုတ်တယ်တန်ချောင်းဖာကျိုးတဲ့ကိစ္စလာပြောနေတယ် သူကမဟုတ်လေဒါပဲပြောနေတာမင်းက လာတဲ့ကိစ္စလူရင်းတို့ချင်းဆရာ လူရင်းတို့ရှင်တော်ပြီပေါ့ကွာ ရငါသဘောပေါက်ပါပြီဆရာစိုက်လာမယ်တကယ်นี่ပြက်လေလေးကိုလော်ပြီးတော့ဖုတ်တရတစ်ထောင်းတောင်းနဲ့ဘယ်ဟာလဲတဲ့တာကြောကဘူဂျီရောငကြဲတဲ့လာဂျူကီယိုတဲ့အဲ့ဒါနဲ့ပြီးရော ဘာရဲ့တွေ့လားငါဒီလိုရှင်းပြတော့ဆရာနားမလဲတော့မင်းကလည်းရှုံနေတာ ဆရာနားမလဲတာမို့ငါကိုဘာပြောတော့မှမသိလိုက်ဘူးမင်းပြောတာဗမာစကားတွေလားဘာစကားတွေလဲ ဒီလိုဆရာတော့ကိစ္စဒီလိုဆရာစိုက်ကြမယ်တကယ်นี่ပြက်လေးလေးကိုလော်ပြီးတော့ဖုတ်တရတစ်ထောင်းတောင်းနဲ့ဘယ်ဟာလဲတဲ့တာကြောကဘူဂျီရောငကြဲတဲ့လာဂျူကီယိုတဲ့အဲ့ဒါနဲ့ပြီးရော ဘလောတွေ့လားငါဒီလိုရှင်းပြတော့ဆရာနားမလဲတော့မင်းကလည်းရှုံနေ မင်းကဘာတွေပြောနေမှမသိဘူးကွာ ဒီတော့ကိစ္စမပြောနေတာလေကွာ ဟုတ်တယ်သူကိစ္စစီဆရာ အေးလေ ကြက်စီလာမယ်တကယ်นี่ပြလေးလေးကိုလော်ပြီးတော့ဖုတ်တရားထောင်းနဲ့ဘယ်ရလဲတဲ့တတိကပကျူဝငကြွေတဲ့အလေးတို့အပီရောတဲ့ဟော ဆရာဘို့ဆိုးနေတယ် ဒီကောင်ဒါပဲပြောနေတာကိုကွာ တော်ပြီဟောမင်းပါသက်ပိတ်ထားလေလို့ငါကိစ္စငါပဲပြောမယ်မင်းရှာမရှိနဲ့ဒီလိုပါဆရာ ဟုတ်မင်းပြောတယ်မလို့ဘူး ဟုတ်လို့ မင်းငါစီရောက်လာကြတဲ့ကဘာကိစ္စနဲ့ရောက်လာတယ်ဆိုတာဆရာသိပြီးသား ဟုတ် မင်းလမ်းမှာဖူးဖူးဆိုတဲ့ကောင်မလေးကိုရီးစားစကားပြောတယ်အဲ့ဒီကောင်မလေးကမကြိုက်လို့မင်းရဲ့ပါကိုရိုက်ထက်လိုက်တယ်မဟုတ်လားဟဲ့ တော်လိုက်တော့ဆရာရဲ့ဆရာဒါတွေကိုဘယ်လိုသိလဲ သိဆိုကဟိုနာကြည့်နေတာလေ အဲ့လိုကြည့်ထားတယ်လို့မြင်ရတဲ့ဆရာ အဲ့လိုမြင်ရတဲ့ဆရာ အော်လေးစားလိုက်တော့ဆရာရဲ့အဲ့ဒါဆိုဆရာဟိုဆရာကိုကျွန်တော်အားကိုးပါတယ်အဲ့ကောင်မလေးကိုကျွန်တော်အရန်ကြိုက်လို့ပါဆရာဟုတ်လေအဲ့ဒီကောင်မလေးနဲ့ကျွန်တော်နဲ့ရရင်လေဆရာဟိုဆရာကိုကျွန်တော်ကျေးဇူးဆက်ပါမယ်နော်ဆရာနော်ဟိုအဲ့လိုဆရာဟိုကျွန်တော်အခုလောလောဆယ်နော်ဟိုကျွန်တော်ဆေးပေးပါဆရာဆရာကျွန်တော်ဆေးပေးပါဆရာဆရာကျွန်တော်ဆေးပေးပါဆရာ မင်းကရွရွမှုနဲ့လောင်းလည်းဖြူမှာမဟုတ်ဘူးကွာဘာတွေပြောနေတာတော့ ဖုန်နေတက်တာဖြူတော့ပါဆရာ မဖြူပါဘူးအဖြူပါတယ်မင်းအဖြူပါ ဟုတ်ဆရာရေလို့ပေါ့ကျွန်တော်ဆေးပေးပါလို့တောင်းတာဆေး အော် ပေး စိနေတောင်းနေတာ ဟုတ်ကဲ့ဆေးနေ အမြန်ဆုံးလိုချင်တယ် အမြန် ပေါ့ လို့သေးတယ် အောက်လမ်းပညာနဲ့ဆရာပေးလိုက်မယ် ဟုတ်ကဲ့ဆရာ အဲ့တော့မင်းငုတ်တော့ထောင်လိုက်ပါ ငုတ်တုတ်ထိုင်လိုက်ပါ မင်းကထောင်မှမသိထိုင်မှမသိကြကော ဆရာလေရာသီဥတုကြည့်ပြောတယ်မဖြစ်နိုင်မလို့စမ်းပါ ဟုတ်ပြီလက်အုပ်ချီ ဟောလောက်ကြည့်အောင် မျက်လုံးကိုစုံမိတ် ဟာမျက်လုံးမရအောင် မယားကိုအာယုံပြုတ်ထား တရားကိုအာယုံပြု မင်းလိုချင်တာဖူးဖူးဆိုတဲ့ကောင်မလို့မျက်လုံးထဲမှာအာယုံပြုတ်ထား ဟုတ်ကဲ့ပါဆ မ ရာ ယားအဖြစ်နဲ့ ဟုတ်ကဲ့ဆရာ ဖြည်းဖြည်းချင်းလှည့်ပြီးတော့ဆရာဘက်ကိုမော့ကြည့်ဟဲ့အဲ့ဒါအောက်လန်းနီးပဲဟဲ့ ဆရာ ဟေး ဆရာမောကြီးခိုင်းလို့ကျွန်တော်ကြည့်တော့ဆရာညီလေးကကျွန်တော်မျက်ထောင်နီးနဲ့ကြည့်နေတယ် ဟုတ်ကဘာလို့ကြည့်နေတာတော့ မမြင်ဘူးလို့ ဟောတကယ်လိုချင်တာ ဟုတ်ကဲ့ တကယ်လိုချင်ဆရာဂါထာဆုပ် အော်အခုစုံမလားမနေ့ကမှစုံ ရေချိုးပြီးမှဆုပ်မယ် ဟုတ်ဆရာဟုတ် ဂါထာမမ်းမယ် အော်မမ်းမယ်မမ်းပါ ဆရာဂါထာမမ်းမယ်ဟဲ့ မမ်းပါဆရာ တေချာနာတော့အော် အင်း ကလတ်တက် မနောင်းနဲ့ နာမနာအော် အင်း မနောင်းနဲ့ နာမနာ အေး မနာ ဟို မနာ မ မ နော နာ င်းတော့ရရှုပ်နေတယ်ဆရာမမ်းမယ်ဟဲ့ မမ်းပါဆရာ အော်ရှားမသမီးစောက်စားကြီးစောက်ရီတပုတ်ပုတ် ဆရာဂါထာနည်းနည်းများကျမ်းနေကြတာလေ ဒါအောက်လန်းဂါထာဟဲ့ အော်ဂါထာကျမ်းမှာဆေးဆွမ်းမှာ ဟုတ်တယ်ဗျာ ဟုတ်ကဲ့ဟုတ်ကဲ့ အော်စီပီနာစာဘာနာစီပီစီပလီဒီဂွီမင်းတို့နှစ်ယောက်ကိုဆရာဂွီဈေးကျွေးမယ်ဟဲ့ ကွီစေးဆိုတော့ဆရာ ဟေး ဝါမရတော့ဘူးနော်အမဲယူကြီးလို့နေလိမ့်မယ်ဆရာ ငုံထားပေါ့ကွာ မလေး ဂွီဆိုတဲ့ဆေးကျွေးလိုက်မယ် မိထားအောင်လို့ ဟုတ်တယ်ဗျာ ဟုတ်ကဲ့ပါဆရာ စမ်းမမယ်ဟဲ့ မမ်းပါဆရာမမ်းပါ အော်
လက်ခလက်ချီတော်တော်မကြီးရွက်နဲ့ကျိုးစီတွေဝေလို့ဖိတ်ဖေလို့မလေး ဆရာဂါထာတွေကျန်းနေနော်ဆရာ အောက်လန်းကားထားတယ်ဟဲ့ ဟုတ်ကဲ့ဆရာ စက်မှမဟဲ့အော်မလကာပင်ခွာကြမောင်းစင်လို့ထားဟောလူဝင်ထောင်းဒီလူဝင်ထောင်း ဖေလို့မာမ ငါမမ်းပါမယ်ဟာ ဟုတ်လေဆရာဂါထာတွေဖေလို့မာတွေရအောင်မထွက် အောက်လန်းကားတာမဟုတ်လို့ပါ ဆရာလည်းကျွန်တော်တို့မကြားဘူးတဲ့ဂါထာလေးပဲလေရွတ်ဆမ်းပါဦး ဆရာရွတ်မှာဗောကွာ ရွတ်ပါရွတ်ပါဆရာလို့ အော်အချေရှိခုမြေမာစုနေရွယ်လေးခုမိုးပေါ်ထောင်အမိကျော်လက်ကောင်ဒီကောင်ဘာကောင်လဲမှာ ဒါမျိုးကြတို့မကြားဘူးတော့ ရှမ်းပြည်ရှမ်းရွာမောင်ရွာဖူးရဲ့အောက်ပြည်အောက်ရွာမောင်ရွာဖူးရဲ့ဒီတစ်ခါမကြုံစဘူးခွဲဖင်ရင်ဘူး ဂါထာဆိုတရားရှားလို့ခွေးဖင်မှုတာဂါထာလို့ဆိုရတာခင်ဗျာ ပူဒနန္တတွေပါအောင်လို့ဟဲ့ อ๋อဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါ ဟာဒီမှာဆရာကိုယ်တိုင်သိတ်တိတင်ထားတဲ့ဂမ်ဘီယာရေမွေး ထားပါတော့ဆရာ ဂမ်ဘီယာရေမွေး ဒါရေမွေးပလင်းလား ဟုတ်တယ်ဗျာ တစ်စက်မှလည်းမပါဘူးဟော ဒါမိကားဘာကေသားသမီးဆိုရင်မြင်ရတယ် ဆရာရှမ်းကြနေပြီနော် မင်းကအမျိုးမျိုးဖြစ်နေတာပဲ ပြီးပါတော့ထိမခံနိုင်ဘူးဆရာရဲ့အဲ့ဒါကျွန်တော်ဘယ်လိုလုပ်ရမလဲဆရာ ဒီရေမွေးနဲ့မင်းကြိုက်တဲ့ကောင်မလေးကိုအနံလေးပေးလိုက် အော်ဟုတ်ကဲ့ဆရာ ချက်ချင်းပြန်ပြီးတော့မင်းကိုချစ်လာစေရမယ်ဗျာ သိကြလားဆရာ ဟာသိကြတာ ဟော ပေါ့ ဝတ်သားလိုက်ဆိုဆရာရဲ့ဆရာကျေးဇူးကျွန်တော်မမေ့ပါဘူးအဲ့ဒီကောင်မလေးနဲ့ကျွန်တော်နဲ့ရရင်လေဆရာရဲ့ကျေးဇူးတွေကိုကျွန်တော်တရေချင်းနှဲ့ပြီးတော့ဆက်သွားပါမယ်ဆရာ လဲပြီးတော့ဆက်မှနဲ့အဲ့ဒီညာငါတို့မသိလာတော့ ဘာကိစ္စလားမ ကျေးဇူးစားမယ်နော် ကျေးဇူးလားဆရာကျွန်တော်ပတ်ဆက်ရှိတိုင်းလာပေးမယ် ဟုတ်ပြီ ဟုတ်ကဲ့နော်ဆရာဟာဆိုကျွန်တော်သွားလိုက်အောင်နော်ဆရာနော်ဟောဆရာဟိုကျွန်တော်သွားမဲ့လမ်းမှာဆရာအရေးကကြာနေဆရာသမားအရေးကိုနင်းမိရင်ဆေးမစွန့်မှဆိုလို့နောက်လေးနည်းနည်းဆုပ်ပေးပါ အော်လူကြီးမိပါဆရာသမားရဲ့ဆိုတာမနှင်းကောင်းဘူး ဟုတ်ပါတယ်ဆရာ အောင်မြင်အောင်ပဲခက် ဟုတ် လေ ကဲ့ဆရာကျွန်တော်သွားမယ်နော် အာအေး ဆရာဒါလဲမျိုးနော်ဆရာသွားမဲ့လမ်းမှာတော့ဖယ်ခိုင်းတော့ရှုပ်နေတာ ပြောတော့အရေးကိုနင်းမိမှာဆိုလို့လဲမျိုးဆိုပြီးနင်းသွားမရိုက် ကျွန်တော်တောင်းပါလေဆရာကျွန်တော်တောင်းပါလေဆရာရေကျွန်တော်တကယ်ကြီးကျွန်တော်ဆက်စီခေါ်လာတာကျွန်တော်မတောင်းအောင်ပြည့်ရှိတယ်ဆရာကျွန်တော်ဂရောပြီးတောင်းပါမယ်ဆရာရေ အာမင်းမျက်နှာထောက်နေလို့နော် ဘာလဲထောက်တာလဲ မဟုတ်နဲ့မင်းမျက်နှာကြောင့်တန်းကြီးခါလိုက်တာ အဲ့လိုပြောပါဆရာကျွန်တော်ဂရောပြီးတောင်းပါမယ်ဆရာရေကျွန်တော်တကယ်ကြီးပါဆရာကျွန်တော်ခေါ်လာကျွန်တော်တောင်းအောင်ပြည့်ရှိတယ်ဆရာကျွန်တော်ရိုးသေးနဲ့ကျွန်တော်တကယ်ကြီးရဲ့ကိုစားကျွန်တော်ဂရောပါပဲဆရာ ဂရောဂရောလေကွာဂရောလေဘာလဲကွာမင်းရလဲကွာ ခင်ဗျပါလေ ဂရောခံနေတာ လူကြီးကိုလူငယ်လေးစားလို့အောက်နေပြီးတော့ထိုင်ပြီးတော့ဂရောနေရ ဟုတ်တယ်လေ ခင်ဗျမျက်နှာရဲ့မျက်နှာမာကြီးနဲ့ဒါမျိုးလာမလုံးနဲ့နော်ရေသားရှည်သားတွေပြောရင်ပြက်တယ်လို့ရင်ရှင်းတယ်မိုင်းလူမဆောင်လိမ့်မဖုံးရှုံးပေးရတယ်ခင်ဗျလို့ကောင်မျိုးဆွတ်စီပလိုက်မယ် အော် အဲ့တော့ခင်ဗျမျက်နှာပြင်လိုက် မျက်နှာမကြီးနဲ့မဟုတ်လို့ ဟုတ်တယ် ဟိုကောင်ဒေါသဖြစ်သွားလို့ကွာ ဟုတ်တယ် ဘယ်လိုနေရမှာလဲ ပြုံးတာ မျက်နှာလေးပြုံးထား ဟုတ်တယ်ကြားလုံးနော် အဲ ဆရာကြီး ရိုက်တော့မခံနိုင်ဘူး ဆရာကိုကျွန်တော်ရိုးရိုးတည်တည်နဲ့ကြော့ ဂရဂရ ခင်ဗျပါလေဟမ်ကျုပ်လောင်းနေရပြောင်းနေရလား ပြုံးထားတာလေကွာမင်းရလေရိုက်ကမှာ ပြုံးတာကျုပ်လောင်းနေတယ်လို့ပဲခင်ဗျမျက်နှာရဲ့ပါလေ ဟာတော့ဗျာ ကျုပ်လာဆန်းနေရလား မစမ်းပါဘူးကွာ ဖင်ပြပြီးကတ်ထဲလိုက်မလို့ဤပေါက်တိုင်းမိတောက်သွားမယ် မလုပ်ပါနဲ့ကွာမင်းရလေကွာ ပြင်လိုက်ခင်ဗျမျက်နှာပြင်လိုက် ဘယ်လိုနေရမှာလဲကွာမင်းရလေမျိုးမျိုးပဲကွာရိုက်ခံနေရတယ် ကျုပ်လွတ်လိုက် ဘယ်လိုလုပ်ရမှာလဲ တစ်ချက်မဲ့လာမယ်တစ်ချက်ပြုံး ချမ်းမဲ့ပြီတချမ်းပြုံးရမယ် ဆရာကြီး ရတယ်ကတော့ ဆရာဟိုအဲ့ဒီလက်ခိုင်းကျွန်တော်ဂျပန်ကရုတ်ကားလေးမြင်မှုတယ်ဆရာ ဘာလဲကွာမင်းကကကကက ကျွန်တော်ရိုးသေးသေးနဲ့ကတော့ဆရာကျွန်တော်ရိုးရိုးသေးသေးနဲ့လက်စေပြန်ကိုနှစ်ထပ်ကြော်ပြီးတော့ဘလက်ကော့ကိုတယ်ဗျာ အမလေးလက်ဆက်ပြနှစ်တာကြောက်ဗတက်ကောက်ကောက်သွားတယ်တော်လေးမလေးဟာအဒီကောင်ငါတက်တက်လူလဲလှုပ်သွားကြတာဟမ်ငါရောင်းတတ်တော့အခွင့်အရေးယူပြတက်တက်လူလဲလှုပ်သွားကြတာလေပတ်စံလည်းတစ်ပြားမှပြေးမသွားကြဘူးဟာတော်တော်မရိုင်းတဲ့ကောင်တွေပဲဟမ်တော်တော်မရိုင်းတဲ့ကောင်တွေအမလေးပတ်စံမကြည့်လို့ပြာစလေးပေါ်ဆက်ရောင်းပါတာတက်တက်လူလဲအလုတ်ခံရတယ်ငါဘွားကိုတယောက်တည်းပြစ်သွားလေလူကြီးရဲ့ငါအဖြစ်ကိုလာကြည့်လဲပါအိုးဟဲ့ဝုံမုံရွှေရဲ့ အော်တော်သေးတာဗောတွေ့မှတွေ့ရမှာမလို့စိတ်ပူနေတာ ဘာလဲနောက်ပါတစ်ချက်ကြံသေးလို့လား အော်ပါရိုက်တယ်ဆိုရေးသားစကားပြောမှပါရိုက်တာခုဆိုစီးပွားရေးအကြောင်းတိုင်မြင်လို့ ဟာစီးပွားရေး ဒါ လေ ကိုနိုင်ငံခြားကနေပြီးတော့တဦးထက်ကိုယ်စလဲယူလိုက်တယ်ရေမွေး ဩငါပြရေး ဟုတ်တယ်နင်းမင်ငါများကြီးလားရေမွေးပါဆို အဘာလို့ အဲ့တော့နန်းလေးကြိုက်မကြိုက်မင်းကလေးတွေတင့်တော်မတော်ခဏလောက်မြည်ပြီပါ ဘာမှလည်းမရှိ အော်မကိုပြောက်ရေမွေးလေ အမဖုံး
အဘောနန်းနဲ့အောင်မရှိတော့ ဟုတ်လားမရှိဘူးလားအမိုက်ပုံတွေကကောက်လာတာလေနေလောက်ပြန်နေအကုန်သိကုန်ပြီအောက်က နန်းကြည့်မယ်နော် မွေးကြည့်ပါ ကြိုက်ရင်ပေးရမှာ ပေးမယ် ပြောနန်း ဟုတ်ဆရာကြီးနန်းတော်နန်းနေဆရာ နန်းမလည်းမရအောင် ဆရာနန်းတော်နန်းနေ မောင် ဘယ်လိုခေါ်တာ မောင်လို့ခေါ်လိုက်တာလေ ငါ့ကိုခေါ်တာ ဟုတ်တယ်အာဘာဖြစ်တာလဲ ဒီအသက်ရောက်နေမောင်လို့တခါမှခေါ်မခံဘူးလို့ယူသွားတာ မောင်လည်းသူရဲရစင်တာပဲ ဝါရှာမလုံလို့ပါကလေးရေမောင် ဘာလဲ မောင်လို့ခေါ်တာမောင် ဟုတ်တယ်မောင်လို့ခေါ်လိုက်တာ နန်းနန်းတုံးကကြာဘာလို့မှားရိုက် ဟုတ်ဟာသူမို့ကြောင့်လည်းမာရွာ နူမနူညိုင်းနာနောင်နာနေနဲ့ပေါက်ဒီဘလူးတန်နေနဲ့ပြောနေတာတော့ငါ့ကိုမောင်တကယ်ချစ်လား ချစ်တာဟောမောင်ရဲ့ ပြီးတော့မောင်ကလေးကောင်မခတ်တလုံးနဲ့ပြစ်မသွား ပြစ်သွားပါဦးမောင်ရဲ့ ပြီးတော့မောင်လေဘာမှမလုပ်တတ်ဘူးသိလားမနဲ့မောင်နဲ့ရရင်မောင်ကလေးထိတ်မယ်အဝတ်လျှော်မယ်ထမင်းချက်မယ်မစိုက်ကားထွက်နင်းရမယ် အာမင်းလည်းဘယ်လိုစကားနေမလဲ မနင်းလို့ကတော့တနေ့ကုန်နားမှာမဟုတ်ဟိုကခေါ်သွားလိုက်ဒီကခေါ်သွားလိုက်နေနေမောင်တကယ်ချစ်တယ်နော် ချစ်တာပေါ့မောင်ရဲ့ ပြီးတော့မောင်ညာအောင်နော် ဘာလက်တဲ့ခွာစားနေတာဒါတော့ ဘိုက်စားလို့ လောက်တဲ့ဘောက်တွေကျွေးရတာမဟုတ်ဘူး ဒါ လား မှမစားရဘူးဒီနေ့ထမင်းပြူတောင်းစား အနားလေ မောင်တကယ်ချစ်လား ချစ်တာပေါ့မောင် ပြီးတော့မောင်ပြစ်ဆိုပြီးထွက်မသွား ဘာလဲ ပြစ်မသွားဘူးလို့ပြောတာ ပြီးတော့ အေးတော့စကားကျဲသွားလို့တကယ်ပြစ်မသွားအောင် ပြစ်ပါဦးမောင်ရဲ့ မောင်တကယ်ရောချစ်ရလား ချစ်တာပေါ့မောင်ရဲ့ တကယ်လား မလက်တဲ့ကျိုးတော့ပဲမောင်ရဲ့ မောင်မနေတော့ဘူးမိန်းကလေးနဲ့တွေ့ကြုံမရှိတော့လေလုံးမိလို့ရလုံးနေ အရင်ခုနှစ်ယောက်ကဘာဖြစ်လို့တော့ ရင်9ယောက်ကကွဲကုန်တာလေဩငါမိန်းမ9ယောက်ရှိတယ်နင့်ဘယ်သူကပြောခိုင်း မသိဘူးလေမောင်ရဲ့ ဟုတ်တယ်ဘာမှလည်းမသိ ဟာဟဲ့မင်းကဆရာကိုဘောမျိုးညာပြောနေထွက်သွားဟိုမှာဆရာစိတ်ကြီးတူးနေတာမင်းကလေ အေးငါလည်းသူ့မမီမှာဆိုလို့တကယ်ကြီး တကယ်ငါပန်းနဲ့ချက်ရပြီးတောင်းမလဲသူတို့ဂျင်းနဲ့သွားတယ် ဟုတ်လားအေးတော်သေးတော့မင်းငါတော်တစ်ချက်လောက်ပိုးမရိုက်ခဲ့ အေးချက်တယ်ဒီလိုဆောင်ရွက်လိုက်တယ် အော်အေးတစ်ဖက်ကငါပဲပေါ့အေးကျေးဇူးတင်နေရ ဘာပြောနေကြလဲ ငါဘော စင်ပြောလိုက်လား ဟမ် စင်ပြောလိုက် အော်မင်းလည်းချင်းနေကြည့်လိုက်ရင်ကုန်ထဲတော့ရောက်နေတွေ့လား အေးရဟုတ်တယ်ရ မှန်နော် ဒါမင်းဘယ်လိုလုပ်လိုက်လဲ အော်မင်းလည်းဆရာကောင်းသလားမင်းနဲ့ရက်ဆက်တယ်ဆရာပြောတယ်မလားကောင်မလေးနှစ်ခါလောက်တို့လာနှစ်ခါလောက်လဲတို့တယ်ဟဲ့ကောင်မလေးမျက်နှာတွေရောတန်တွေပြောင်းဟဲ့မင်းငါ့ကိုခေါ်တာမောင်လို့ခေါ်တာနော်မိုက်တယ်တို့ရင်မွေးကောင်းကောင်းပြောဗျာကောင်းပါဖြစ် ဘာဖြစ်ရလဲ ice အဲ့လေရေသွားချိုးပါလားမသားရဲတော့အေးနော်အဲ့တယ် မာ ငါရေမွေးပလင်းပါဇက်ထဲတဆုံထိုးထည့်ပလိုက်ပါဗျမင်းမနောက်ဆမ်းပါနဲ့ကွာဒီမှာကွန်မလေးနဲ့ဆင်ပြေးနေဟောက်လားနော် ကိုကိုလိုက်တာလေဘယ်လက်မင်းတို့သူများလी ဟိုကမင်းတို့တကယ်ချင်းနေလေ ဘယ်တော့တကယ်ကြီးမလဲတို့ဘယ် မောင်းမောင်းပါရဲ့ တို့ငင်ချမ်းစိတွေ ဘယ်နဲ့ကြောက်ယောက်ျားချင်းကိုအဓိပ္ပာယ်မရှိတာ ဟဲ့ဘာလဲတန်ငါပေါင် ညောင်ကတေတော့မှာနော် မြောက်တဲ့ကုန်းကြီးထုံးမှာ ကမင်းတို့ခင်ဗျားတွေထိုးနေလား မငါဆွဲကုတ်လိုက်လို့ ကောင်းကြီးပါလား ကဲပါကွာငါတောင်းမှမ ဘာပြောရလဲ ကျော်ရရမယ်ကျော်ဆုံးပူလေးဗျာကျော်ရရမယ်ဗျာ ဒီကွာဒီနေ့ကတော့အချက်ကိုကွဲတဲ့နေလားမသိပါဘူး ဟာတခိုင်း ဟာတခေါ်လေး အတော်ပဲခင်ဗျာဟိုနေ့ကစားသွားတယ်အကျော်ဘူးအကျွေးအကျွေး ဟောအေးဟာကောင်မလေးကိုငါလေးတထေးသားဆိုပြီးညာထားလို့ပါကွာငါညနေကျမင်းမေဝင်ပေးလိုက်မယ် ဟာ နော် ခင်ဗျာအမေကိုအဲ့လိုပြောတာများပြီတယ်အမေကမှလိုက်တယ် မလုပ်ပါနဲ့ကွာဟောတကယ်ပါငါပေးပါမယ်ညနေကျတကယ်ဝင်ပေးပါမယ် ခင်ဗျာဟိုနေ့ကစားသွားတယ်အကျော်ဘူး9သိန်းပေး နေမေအကျော်ဖို့9သိန်းငါဘယ်လိုစားနိုင်မှာတော့ အတိုးတွေနဲ့တက် 900လောက်စားပါကွာပတ်စံ900ငါပေးပါမယ် ပေး မင်းရှေ့တာအကျွေးတောင်းတာနောက်ကမင်းဟာတွေကအမှမြောက်စားလို့ဂုံပြီ လက်ထဲလက်ယူထားသေးတယ်ပါးစပ်ထဲလက်ကြိုက်ထားသေးတယ်ပေးအကျော်ဘူးပေး ဟိုမှာငါတကယ်ပေးပါမယ်ငါကောင်မလေးနဲ့ဒီမှာချိန်တွေ့နေကောင်မလေးနဲ့တော်ကိုအဆင်ပြေနေ ကမလေးနဲ့ဘာလုပ်နေတာ ချိန်တွေ့နေကောင်မလေးကငါရေမွေးလက်ဆောင်ပေးတာ အော်အကျော်ဘူး900ကျတော့ပေးစရာမရှိဘူးဒီရေမွေးကြတော့လက်ဆောင်ပေးစရာရှိတယ်ပေါ့ ငါလည်းသူများပေးတာ ပတ်စပ်ပေးပါချမလားဗျ မဟုတ်မချပါဘူးမင်းမလုပ်စမ်းပါနဲ့ကွာမင်းလည်းငါတကယ်ညနေကျမင်းငါဝင်ပေးလိုက်မယ်နော် ဒေသမှာအဲ့ခင်ဗျာဒီရေမွေးပေးအောင်ဒီရေမွေးကဘယ်လောက်ကောင်းလို့ပေးတာ မဟုတ်လေဟဲ့ အနံ့ကဘယ်လောက်ကောင်း မလုပ်နဲ့လို့ဟာငါ3ယောက်ကြီးနိုင်တော့ပြီကွာမင်းတို့ကဟာအတော့ကကိုရွက် အဲ့မဲ့ကိုရွက်လားကိုရယ်လည်းမဟုတ်ကိုရွက်တယ်ငါများ ကိုမီးကြော်ရောင်ကျွေးမှန် မီးကြော်ရောင်ကျွေးလည်းမစားဘူးရေကြော်ရောင်ကျွေးလည်းငါ့မျက်စိနဲ့တောင်လုံးနေတာ ကိုဘတ်စကားကြီးပြောနေရလဲဘတ်စကားကြီးပြောနေရလဲ ဟိုထွေလာကြီးတွေပြောနေတာထွေလာကြီးတွေပြောနေတာဟာ ကိုရဲ့လောက်ပါမီးကြော်ရောင်ကျွေးမှန်နော်ကိုနော် ဟာဘာဖြစ်နေကွာအေးသေးနေကြသမှာကွာဘာငါ3ယောက်ကြီးမလို့နိုင်ပါတော့ကွာ ကြောင်မပဲရတော့ အဲ့တော့ငါချစ်သူဒါငါချစ်သူ ငါချစ်ပါဆယ် ဟေးကောင်းလေး အားရမယ် ကောင်းပါလေးကိုပြတ်သွလိုက် ကိုလွတ်လိုက် ပြတ်သွက် အခုလွတ်လိုက်လဲမဘာတော့ကပြုတ်သွတ်လိုက်
ဘာကြည့်ရမင်းဘာလုံးနေလဲ မလေးနဲ့ချိန်တွေ့နေ ဘာ ခင်ဗျားလည်းလန့်တာ ဟဲ့မင်းအဲ့ဒါဘာတူလဲသိ တင်းဦးလေတင်းချစ်သူ ဘာကချစ်သူလဲကွာ ဘာလို့တော့ အဲ့ဒါငါညမကွာ အမေကိုလား အဲ့ဒါငါညမ အော်မသိလို့ပဲရောက်ဖာရ ခုသိပြီလား နေ ဒါအကျော်သားဆောင် လာလာ မင်းကြောက်လုံးနေလား ဟာမနော်ပါဆရာရေခင်ဗျားညမမကျွန်တော်မသိလို့ပါဟာ မင်းကငါညမကိုမင်းရီစားကားတော့ချင်းတယ်မင်းဘာကောင်း ဘာလို့ခင်ဗျားပုံစံမှာချက်ဝိုင်းဖမ်းလို့ပြေးလာတဲ့ပုံဖွင့်ဖြစ် လဲလူမိုက်ကွာ ဟမ်လူမိုက်လား လူမိုက် ဟေးပါဗျာမသိ ငါ လို့ တက်မိုက်လည်းကောင်မရှိဘူး ဟောသိပါလေဆရာရေ ဟဲ့တခွားစီစိတ်လိုက်ကြိုက်လားငါကွာ ကျွန်တော်တို့ခင်းကျင်နေတဲ့ချက်စားတာဟောဟောဒီကတော့ခွားသီးချက်စားတယ်ရှိလို့ ဟဲ့ ခင်ဗျားဆရာ မင်းတော့တိတ်လိုက် ဟမ် မင်းငါလည်းစကားပြောမင်းတော့တိတ်လိုက် ဆရာဒါဗရင်းမောင်မဟုတ်ဘူးလေပိတ်ရှင်လိုက်ပြီဟိုးနေပါပြီရေ တိတ်တော့တိတ်လိုက်ဟိုကလုံးလိုက်မယ်မဲသွားပြီးမင်းလည်းတိတ် ကုမတို့နေရောက်ဘိုးဝိုင်းပြရောက်တယ်ဆရာဆရာ ဘာလဲ ရ ကွာ ကားရရင်နည်းနည်းလေးဖွင့်လို့ရဘူးလားအဲ့ဒါရော ရနန်းနန်းဝင် ဟုတ် အဲ့ဒါမှမင်းအချိန်တွေ့ ဟုတ် ဟဲ့အဲ့ဒါငါညမ ဟုတ်ကျွန်တော်မသိလို့ပါဆရာရေ ငါစောက်ရှောက်နေငါညမ ဟုတ်ကဲ့ပါဆရာဟုတ် မင်းကငါညမချိန်တွေ့ ဟုတ်ချိန်တွေ့တာဟုတ် မင်းရှူမလား ကျူမှာပါဆရာဟုတ် သိသွားမယ်နော် ဟုတ်မလုပ်ပါနဲ့ဆရာရေ ရှူရင်မင်းတဆုံးထဲ မလုပ်ပါနဲ့ဆရာရေကျွန်တော်တောင်းပါပါလေကျွန်တော်ဓာတ်ကြီးနဲ့မလုပ်ပါနဲ့ကျွန်တော်တို့မျိုးကဓာတ်နဲ့ထိုးရင်သေတတ်လို့ပါဆရာ မင်းလည်းမျိုးကသေးတယ်ဆိုငါတို့မျိုးအောင်မသေးလို့လား ဩလူ ဒါကတော့အကုန်သေးတယ်ကွာ လူတိုင်းသေးတာလား လူတိုင်းသေးတယ် ဟောမသိဘူးတို့အမျိုးတစ်မျိုးတည်းနဲ့ကွက်သေးနေတယ်မှတ်လို့ အခုလိုက်အောင်မယ် ခင်ဗျာလေဘလာအားကူနဲ့မိုင်းနေတာလား သေသွားမယ်ဒါမှမဟုတ်စားတော့ချက်သားနဲနေလို့နေမှာထောက်ကုန်တယ် အမလေးချက်သားတွေခုကြည့်တော့မကုန်သေးဘူးခုကြည့်တော့မကုန်သေးဘူးမလာရဲ့မနဲ့ကိုမှနှွေးယူသွားအောင်ပါတို့ တချို့ကဆက်ပြီးတော့ကြော်ထားလိုက်ပြီလားသေသွားမယ် ဟုတ်ကဲ့ပါဆရာဟုတ် အေးဘာလောက်ရတာ ဟောကျွန်တော်ကောင်မလေးကိုဒါရေမွေးရောင်းကျွေးမယ်လို့ပြောနေ ငါညမကိုမင်းရင်မွေးရောက်ချင်း ကျွန်တော်ကုမ္ပဏီဖွင့်လာတာဆရာ ကုမ္ပဏီမွေးတာ ဟုတ် ညီမလေးရင်မွေးရောက်ချင်း တကယ်ရောင်းကျွေးမှာ ဟာငါရင်မွေးကြတယ်နေဘာလို့မပြော တော့ရရင်ဝေးကြတယ် ရကျွန်တော်ကြိုက်ရင်နောက်နေကြအကောင်းစားဝယ်ပေးမယ်လေနောက်ပေါ့နော် ။ငါ့ကိုနည်းနည်းပြ မလုံးပါနဲ့ဆရာ ပြ ဟုတ်ဆရာဟုတ် ။အဲ့ ဖြန်းညင်ဖြန်းတော့တော့မရှူနဲ့တက်လား ဟာရှင်မွေး ဟုတ် ။အဲ့ဆွလဲဆွမယ်လေ ဟုတ် ။မွေးလဲဘာဖြစ်လဲ မဆွေးအောင်မဆွေးပါဆရာပြဿနာတက်နေပြီဆရာ ။ရင်မွေး ဆရာ ဟောဘယ်သူလဲ ရေမွေးတွေများစေနေနော်ဆရာဟာဟဲ့လူဟောခင်ဗျားဗျာအဲ့လိုဆွေးအောင်မဆွေးပါလို့သွားပါကွာ ဝေးဝေးလား ။မွေးရဟာ။အဲ့ငါရင်မွေးစတာမဲဘာဖြစ်လဲ မဖြစ်ပါဘူးဆရာကျွန်တော်အကြောင်းကျွန်တော်သိနေတယ် ။ဘာဖြစ်နေတာတော့လို့ လေးယောက်ကြီးကမနိုင်တော့ငါလည်းအနာပစီတောက်နေရတာအမလီတော့ဝါကိုရှူပြစ်နေတာ ။ရှင်မွေးလေးอ่ะမွေးတာပဲ အတန်းပါပြတာဟာ ။ကောင်းတယ်နော်။ဘယ်လိုလဲမသိဘူး ပြောဦးလားပြောင်းလာပြီပုံစံတွေက ။မွေးနေတာ။ဘယ်လိုလဲဒါကိုလဲလား ကိုယူလာတဲ့ဓာတ်ကိုပြန်လာနေခင်ဗျာလေ ။အဲ့ဒါပိုင်လေ ဟမ်အဲ့ဒါတော့ကြထိုးနေတော့ကြထိုးနေဟောဓာတ်မြင်ရတာနဲ့အဲ့ဒါပါကြီးလို့ ဟာဒူးလောက်ပုံရှင်းလိုက်တာ ဟောဒုက္ခပါပဲကြက်သေးကိုနှစ်ထပ်ကွမ်းတုံးပါလေတော်ပြီပါကိုလေးကက်ကက်တွေမလုံးနဲ့နင်းတို့၄ယောက်လုံးတယောက်မှမယူတော့ဘူး တွေ့တဲ့နေရာမှာအဆက်ခွဲရမယ်စေးကြတော့ယူပတ်စံကြတော့တပြားမှပေးမသွားဘူးဘာကောင်လဲကွာအဲ့ကောင်ဟမ်ထဲလို့ဟဲ့အော်ဘာဖြစ်လဲဆေးဖို့ပေး ဆရာဆေးဖို့ကြတော့ပေးမယ်ဒီဆေးရဖြည့်သေးပေးပါဆရာ ဟုတ်ဗျာယူတော့ဆေးရဘယ်နဲ့ဖြေးလာတော့မ ဆရာလည်းကျွန်တော်နောက်ပါလေအကျော်တွေတွေကိုတိုင်းသမားတွေကိုဒီကိုလိုက်လာတဲ့မြောက်နဲ့တူတဲ့ကောင်အကုန်လုံးကကျွန်တော်မောင်လို့ခေါ်ပြီးလိုက်တာဆရာ၄ယောက် သူ ကြီး ကမင်းကိုဘာကြောင့်မောင်လို့ခေါ်တာတော့ ဆရာခိုင်းလိုက်တာလေဆရာပြောတယ်မလားကောင်မလေးနှကောင်တို့ဆို ဟုတ်တယ်လေ ဆရာပြောတဲ့အတိုင်းကျွန်တော်တို့တာဟောအဲ့ဒါသူတို့ကကျွန်တော်မသိအောင်ယူပြီးတော့နမ်းပြီးတော့အဲ့ဒါကျွန်တော်မောင်ဆိုပြီးလိုက်ရင်ဆရာမြန်မြန်လုပ်နော်ဆရာနော် အေးပါကွာမောင်လေးတေးချစ်တယ်မောင်လေးရဲ့ ကျွန်တော်ဘဝမှာဒီလောက်ရုပ်ဆိုးတဲ့မျက်နှာကိုအနီးကဒီတစ်ခါပဲတွေ့ဘူးတဲ့ခမ ्या ဥစ္စာလေးမျက်နှာကြီးကလှည့်ရအလားလှည့်ရပါပြီအနံမပါဘူးဖြစ်နေတယ် မောင်လေးပါလေပြောနေတာလေမောင်လေးမောင်လေးတေးချစ်တော် နင်းနာတကယ်မိမဆိုငါကြောင်းနိုင်ဖုန်ကြီးဖြစ်လောက်ပြီ အဲ့ဒီကောင်မပြောပါနဲ့မောင်လေး ဆရာခမ ्या မနှောက်နဲ့ဗျာဆေးပေးဗျာခမ ्या အိုးမောင်လေးပါလေပြောနေတာလေလို့ ဘာတွေပြောတာဟလားခြေသေးမပေးဘူးပေါ့မပေးခမ ्या ဆေးလည်းမသုံးဘူးကြောက်ကပြေးပါပဲဗျာ မောင်လေးမ